ဖျားရှိခိုးရင်ဘယ်ကနေစဆူရမလဲခလေးတွေကိုဘယ်လိုတင်ပေးရမလဲဖျားရှိခိုးနည်းဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ဖျားကျောင်းဆောင်ရှိအစဉ်လိုက်စနစ်တကျဖျားရှိခိုးပူဇော်နိုင်ဖို့အပြည့်စုံကိုပေါ်ပြပေးလိုက်ပါလေဒီအစီအစဉ်တိုင်းလှုပ်ဆောင်သွားရင်ပြည့်စုံတဲ့ကုသိုလ်တစ်ခုဖြစ်စေမှာပါနံပါတ်1ကြော့ရန်ပြင်ဆင်ခြင်းဖျားရှိမှစိတ်ကိုတည်ငြိမ်အောင်ထားပါဒူးထောက်သို့မဟုတ်မိမိအစဉ်ပြေသလိုထိုင်ပြီးလက်အုပ်ချီပါနံပါတ်2နမောတတ္တ3ကြိမ်ရွတ်ဆိုခြင်းမြတ်စွာဘုရားကိုအလေးမြတ်ပြုသောအားဖြင့်အရင်ဆုံးစတင်ရွတ်ဆိုပါနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့3ကြိမ်ရွတ်ဆိုပါနံပါတ်3ဩကာသကြော့ခံမိမိပြုခဲ့မိသောအပြစ်များကိုဝန်ချတောင်းပန်ပြီးဆုတောင်းခြင်းဖြစ်ပါတယ်မိမိပြုခဲ့မိသောအပြစ်များကိုဝန်ချတောင်းပန်ခြင်းဩကာသကာယကံဝစီကံမနောကံတပ္ပဒေါသကတ္တိန်သောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏတန်ခါယရဏမြတ်သုံးပါးတို့ကိုအယုအသေးအလေးမြတ်လက်ဆုံမှု၍ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကြော့ပါ၏အရှင်ဘုရားဆုတောင်းကြော့ရသောအကျိုးအားကြောင့်ပယ်၄ပါးကတ်၃ပါးရက်ပြည့်၈ပါးယန္တုမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား၅ပါးတို့မှခါခတ်သိမ့်ကင်းလို့ငြိမ့်တည်ဖြစ်၍မတ်တရားဟိုတရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရားလို့ရှစ်ခိုးလိုက်ပါနံပါတ်4တရဏဂုံနှင့်၅ပါးသီလစောင့်တည်ခြင်းဖျားကိုကူးကွယ်ရာအဖြစ်စီကပ်ပြီးကိုကျင့်သီလစောင့်တည်ခြင်းဖြစ်ပါတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဖျားကိုကူးကွယ်ရာဟူ၍စီကပ်ပါ၏ဓမ္မံတရဏံကိစ္ဆာမိတရားကိုကူးကွယ်ရာဟူ၍စီကပ်ပါ၏တန်ခံတရဏံကိစ္ဆာမိတန်ခါကိုကူးကွယ်ရာဟူ၍စီကပ်ပါ၏ဒုတိယံပိတတိယံပိဟုဆိုက3ကြိမ်ပြည့်အောင်ရွတ်ဆိုပါ၅ပါးသီလစောင့်တည်ခြင်းပါဏတိပါဒဝေရမဏိတိခါပရံတမာတိယာမိအဒိနာဒါနဝေရမဏိတိခါပရံတမာတိယာမိကာမေတုမိစ္ဆာစာရဝေရမဏိတိခါပရံတမာတိယာမိမုဒ္ဒဝါဒဝေရမဏိတိခါပရံတမာတိယာမိတူရ